အိုးဆိုပြီးတော့စိုးရင်တန်တွေထွက်ပေါ်လာခဲ့ပါတယ်တခါမှယောက်ျားလေးကိုမထိဘူးမကင်ဘူးတဲ့မိန်းမပြိုစစ်စစ်ဖြစ်တာကြောင့်ကျန်စစ်သားကိုကူထူပေးဖို့အတွက်မထိရဲမကင်ရဲဖြစ်နေပါတယ်ကျန်စစ်သားကလည်းအဲ့ဒီလဲကျနေတဲ့နေရာမှာပဲထိုင်လျက်သားဖြည်းဖြည်းချင်းရွှေ့လိုက်ပြီးနှံရံကိုမှီပြီးတော့တက်တော့တက်တာမေးနေလိုက်ပါတယ်တန်ဘူလာကကျန်စစ်သားကိုကြည့်ပြီးတော့စိုးရင်တန်လေးနဲ့ထပ်ပြီးတော့မေးမြန်းပါတယ်ရှင်ဘယ်ကလာတာလဲနေပြည်တော်ကပါရှင်ဘာအလုပ်လုပ်တာလဲစစ်သားပါရှင်ဟုတ်တယ်မင်းမှုထမ်းစစ်သား အော်ရှင်ကစစ်သားပါလားရှင်နာမည်ကရောဘယ်လိုခေါ်လဲဟင်ကျန်စစ်သား ဘလို့အနိုးရထမင်းရဲ့သူ့ရဲကောင်းကြန့်စစ်သားလားဟင်ဟုတ်လားအရင်ကတော့ဟုတ်တယ်ဗျာအခုတော့မဟုတ်တော့ဘူးဒီလောက်ပဲဖြေပြားစီဆိုပြီးတော့ပိတ်ပြောလိုက်ပါတယ်အဲ့ဒါနဲ့တန်ဘူလာဟာဦးကြီးတော်ရှိမတီပြောခဲ့တဲ့အင်ကိုရောက်လာမဲ့ယောက်ျားမြက်လားမသိဘူးဆိုပြီးတော့တွေးနေမိပါတယ် ခမရမေးတာဖြေပြီးပြီကျွန်တော်ခိုင်းတာလဲလုပ်အောင် ရှင်ခိုင်းတာဟုတ်လားကျမကိုဘာခိုင်းထားလို့လဲကျန်စစ်သားကမေ့တက်လိုက်တာကလေးမရဲ့